ကဲဒီနေ့မှာတော့လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ကဘာအေးရလှိုင်ကိုတွားပြီးလေးလာခဲ့တာဖြစ်ပါတယ်ပိတ်ရက်ဖြစ်နေတာကြောင့်လူတွေကတော့အရန်ကိုစီကားနေပါတယ်ခင်ဗျာကဲအထဲကိုအတူတူလိုက်ကြည့်လိုက်ပါအောင်နော်ဒါတော့လမ်းလျှောက်ပြီးတော့ပေးပါညာပေါ့နော်ဟုတ်ပါပြီအထဲကိုလိုက်ကြည့်ပါနေတာပါညာကိုရှိုးပေါ့ဒါတော့အထဲကိုရောက်ပြီပေါ့နော်ဒီခမ်းမကြီးကတော့တန်ခါရနာတွေပေါ့နော်အစည်းအဝေးလုပ်တဲ့အချိန်မှာတန်ခါတွေပင်းဖိတ်ပြီးတော့အစည်းအဝေးလုပ်တဲ့နေရာကြီးပေါ့နော်တန်ခါတွေပဲဝင်တာများပါတယ်ဒီကနေသွားလိုက်မယ်ဆိုရင်တော့ဒါအိန္ဒိယနိုင်ငံလှူဒန်းထားတဲ့ပစ္စည်းတွေပေါ့နော်ဖျားရုပ်ထုတော်ကြီးလည်းရှိရပချီလည်းရှိရပေါ့နော်အထဲမှာတော့လူနည်းနည်းများလို့ဖြစ်မယ်ကုန်းလည်းမရှိဘူးပေါ့နော်လင်းဝင်နေတဲ့လက်သိမရှိဘူးသူကနည်းနည်းများတော့နည်းနည်းလေးတော့ပူပါတယ်ကိုယ်ပိုင်ရတောင်လေးတွေဝိုင်းကောင်းပါတယ်ဒါကတော့တန်ခါရတနာတွေမှတ်တမ်းပြုစုခဲ့တဲ့ပိဋကတ်ကျမ်းတွေပေါ့နော်ဒါကတော့နိုင်ငံတော်သမ္မတကနေပြီးတော့စက္ကန့်လှူဒန်းနေတာဖြစ်ပါတယ်ဒါကနိုင်ငံတော်သမ္မတရဲ့ပေါ့နော်ဒီတန်ခါရတနာပွဲအတွက်ပေါ့နော်လှူဒန်းခဲ့တာတွေနဲ့မှတ်တမ်းမှတ်ရာတွေဖြစ်ပါတယ်ဒါကတော့290ပြည့်အထိမ်းအမှတ်မဟာသင်္ကေတနာပွဲဟာနဲ့ရိုက်ထားဖြစ်ပါတယ်ဒါကတော့ဖွားပွင့်ဆန်ဟောကိုပချီပေါ့နော်အဲ့လိုမျိုးပြထားတာပါဒါကတော့တန်ခါရတနာဖြစ်ပေါ်လာပုံနဲ့သမိုင်းမြေပုံအထောက်အထားပေါ့နော်မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံနဲ့မြေပုံလေးကိုလည်းပြထားဖြစ်ပါတယ်တန်ခါရတနာဖြစ်ပေါ်လာပုံလေ့လာလို့ရပါတယ်ဒီတကားကြီးကတော့စိတ်ဝင်စားလို့ရတာပါဟိုလေးပါလာလဲလာပါတယ်ဒါတော့ဆရာတော်တွေရဲ့ရုပ်ထုတွေဖြစ်ပါတယ်ဒါကတော့တန်ခါရတနာအဖွဲ့ကဆရာတော်တွေရဲ့မှတ်တမ်းတွေပေါ့နော်ဆရာတော်တွေအများကြီးပါအဖွဲ့ဝင်တွေပေါ့နော်ဒါကတော့စာဦးသွင်းနဲ့ဦးနှုရဲ့ရုပ်ထုပေါ့နော်ဒါကတော့ဘွဲတစိတ်တော်တွေဖြစ်ပါတယ်ဆရာတော်တွေကိုပေးရထားတဲ့ဘွဲတွေပေါ့နော်အဲ့ဒီမှာလေးလာရတာပေါ့ဒီတစိတ်တုံးတွေမှာသမရကိုတမတာဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးမြန်မာရဲ့ပေါ့နော်စာရန်တွေကိုတော်တော်ကြီးလေးလာရပြီးတော့တန်ခါရနာဆိုတာတန်တိုင်းနီးလေးတွေနဲ့တန်လိုမျိုးပတ်စင်နေတဲ့တာရင်ငတ်တာနဲ့တင်လာတာမျိုးတွေရှိရဲဆိုတော့ဘုရားအမှန်ဘုရားအမှားရှေးခေတ်တုန်းကတစ်မျိုးသုံးခဲ့တာဒီနှစ်မှာတစ်မျိုးသုံးခဲ့တာကြီးတော့လေးလာပါတယ်ဒါကတော့ဆရာတော်ပေါ့နော်မင်းကွန်းတိပိတရာဆရာတော်ကြီးတွေရဲ့အသုံးဆောင်ပစ္စည်းတွေပေါ့နော်ဒါတပိတ်တွေပေါ့နော်ဆရာတော်တွေအသုံးပြုခဲ့တဲ့စာအုပ်တွေဒါတော့မင်းကွန်းဆရာတော်ဘုရားကြီးရဲ့လက်နှိပ်ပုံနှိပ်ဆက်ပေါ့နော်ဒါတော့ဆရာတော်အသုံးပြုခဲ့တဲ့သင်္ကန်းတွေဖြစ်ပါတယ်ဒါလေးကတော့ဆရာတော်အသုံးပြုခဲ့တဲ့မှတ်တမ်းစာအုပ်တွေနဲ့ဘောပင်တွေဖြစ်ပါတယ်ဒါလေးကတော့ Red 80ပါဒါကတော့ဆရာတော်ကြီးတွေကိုဆုံးကက်ရန်အတွက်အင်္ဂလန်ကနေအော်ဒါမှာပြီးတော့ဆရာတော်တွေကိုဆုံးဖုံးပေးတဲ့ပေါ့နော်ပကံတွေခွဲရောက်တွေပဲဖြစ်ပါတယ်တော်တော်ကြီးကိုလက်ရတဲ့တည်တက်ပြီးတော့လှပါတယ်နောက်ဆုံးမှာတော့အပြင်ပြန်ထွက်ပါလိမ့်ခင်ဗျာအပြင်ရောက်တော့နေလေးကနည်းနည်းရိတ်နေရတဲ့ပန်းချံလေးလိုနေရာမျိုးလေးရှိတာကြောင့်အေးဆွေးနားယူရင်းနဲ့နည်းနည်းလေးကမင်းညော့ထားပါတယ်ဟုတ်ပါတယ်လှပါတယ်အပေါ်မှာမိုးလေးရတယ်နည်းနည်းအုံနေပါတယ်နည်းနည်းလေးပူတာကြောင့်ညတောင်လေးရတယ်ခလိုက်ပါသေးရဲ့ဟိုလိုကြည့်ဒီလိုကြည့်ပေါ့ဘာညာပေါ့အဲ့နဲ့အရှိကိုဆက်သွားကြမယ်ကဲဒါလေးရတော်တော်လှတယ်ဓာတ်ပုံရိုက်ရင်လည်းတော်တော်လှတာပေါ့နော်ကိုဆက်ဖီးလေးရတဲ့ပေါင်းမယ်ပေါ့နော်လူတွေအများများတာကြောင့်ဓာတ်ပုံရိုက်တဲ့လူတွေနဲ့ဗီဒီယိုရိုက်တဲ့လူတွေလည်းရှိနေပါတယ်ဟုတ်ပြီပဲလေးနေများပါတယ်ဒီနေရာလေးကတော့ဗီဒီယိုရိုက်ရင်လည်းလှလို့ TikTok ရိုက်ရင်လည်းလှမယ်နေရာလေးပါဓာတ်ပုံရိုက်ရင်လည်းတော်တော်လှမှာပါအားလုံးပဲဘူးသူရရတဲ့အတွက်ကြောင့်မလို့တွားပြီးလေးလာပါလို့ပြောချင်ပါတယ်ကဲအားလုံးပဲချွေးလန်းချမ်းမြေ့ကြပါစေနောက်ဆုံးမှာတော့ပုံလေးပေးထားပါတယ်ပုံလေးတွေကတော့ရိုက်တာမလှပါဘူးတီခံပေးပါရိုက်တဲ့လူကမရိုက်တဲ့လူပါပုံရိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းရံပြစ်ခဲ့ရပါသေးတယ်ကျေးဇူးအများကြီးတင်ပါတယ်